အဲ့ဒီနောက်မှာတော့ဒေးဗစ်တယောက်နားကျက်အဆိုလေးတွေတက်ပြီးလမ်းမအတိုင်းလျှောက်လာခဲ့တယ်တလောကလုံးချက်ချင်းဆိုသလိုတိတ်ဆိတ်သွားတာပေါ့လမ်းသွားလမ်းလာတွေရဲ့အတန်လမ်းဘေးသချင်းတွေရဲ့အတန်ဘာတန်မှသူမကြားရတော့ဘူးအဲ့ဒီလိုနဲ့လူစိမ်းတယောက်ကသူ့ပခုံးကိုလာပုတ်လိုက်တော့မှပဲသူ့နောက်မှာကားတန်းကြီးပိတ်မိပြီးဟုန်းတွေတီးနေကြတာကိုသတိထားမိတော့တယ်အဲ့ဒီအချိန်ကျမှပဲသူဟာနားမကြားရတဲ့ဒုက္ခကိုအမှန်တကယ်ကိုချင်းစာမိသွားတာပါဒေးဗစ်ဟာမတိစိတ်ရဲ့စေခိုင်းမှုနဲ့အတူရေကူးကန်စီကိုပြန်ရောက်လာခဲ့ပြီးဆမ်မာနဲ့ထပ်ဆောင်ကြပြန်တယ်သူဆမ်မာနောက်မှာဝင်ထိုင်လိုက်ပြီးသူ့ရင်ထဲကစကားတွေအကုန်လုံးကိုဖွင့်ပြောလိုက်ပါတော့တယ်အဲ့ဒီတော့မှဆမ်မာလည်းဒေးဗစ်ကနားမကြားတဲ့သူမဟုတ်မှန်းရိပ်မိသွားတော့ပါပေါ့ငါမင်းကိုမဆောင်ရှောက်နိုင်ဘူးအဲ့ဒါကြောင့်ပဲမင်းကိုပို့ပြီးစောင့်ရှောက်ပေးချင်နေတာဒေးဗစ်ရဲ့စကားမဆုံးခင်မှာတင်ဆမ်မာကသူဘာကိုဆိုလိုလဲဆိုတာသဘောပေါက်သွားခဲ့ပါတယ်နောက်ဆုံးတော့သူတို့နှစ်ယောက်အထင်မြင်လွဲတာတွေပြေလည်သွားကြပြီးဆမ်မာကဒေးဗစ်ကိုရေကူးကန်နဲ့ဆွဲချလိုက်ပါတော့တယ်သူတို့နှစ်ယောက်ကလေးတွေလိုပဲပျော်ပျော်ပါးပါးဆော့ကစားခဲ့ကြပြီးဒေးဗစ်ကလည်းဆမ်မာကိုသူ့မိဘတွေနဲ့တွေ့ဖို့အလေးနဲ့ပဲဖိတ်ခေါ်ခဲ့တယ်ဒါပေမဲ့ဆမ်မာကစိုးရိမ်တကြီးနဲ့ငါကနားမကြားရဘူးလေမိမိဘတွေလက်ခံပါမလားလို့မေးတဲ့အခါဒေးဗစ်ကသူတို့နားလည်ပေးနိုင်မှာပါမင်းကဘလောက်တောင်အဲ့ဖို့ကောင်းတဲ့မင်းကလေးလဲဆိုပြီးအားပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ကောင်လေးရဲ့မိဘအိမ်ကိုအတူတူသွားခဲ့ကြတယ်အဲ့ဒီအချိန်မှာတိုက်ခတ်နေတဲ့လေပြေလေးတွေကအစချုံမြင်နေတယ်လို့ပါပဲဒေးဗစ်ရဲ့အဖေကလည်းတအိမ်လုံးကိုတန်ရှင်းရေးလို့မိဘနှစ်ပါးကတက်တက်ရရဝတ်စားပြီးသူတို့ကိုစောင့်နေကြတာပေါ့ဆမ်မာကိုနားမကြားတဲ့ကလေးမလေးလို့ဒေးဗစ်ကကြိုပြောထားတာကြောင့်မိဘတွေကများလက်ဟန်ချေဟန်စကားဂျဲဘာလီဖယ်လေးစရာအနေငယ်ကိုတောင်ကြိုတင်တင်ယူထားခဲ့ကြတာပါပြီးတော့သူတို့နှစ်ယောက်ကိုပြုံးပြုံးရွှင်ရွှင်နဲ့ပဲနွေးနွေးထွေးထွေးကြိုဆိုခဲ့ကြပါတယ်ဒါပေမဲ့တကယ်တော့ဆမ်မာကနားမကြားတဲ့သူမဟုတ်ပဲတာမန်မင်းကလေးတယောက်ဖြစ်နေခဲ့တာပါဒီလိုနဲ့အမှန်တရားကိုသိသွားကြတဲ့နောက်သူတို့နှစ်ယောက်ဟာတခြားတာမန်စုံသွဲတွေလိုပဲချစ်သူတွေအဖြစ်လွတ်လွတ်လပ်လပ်တွဲခွင့်ရသွားကြပါတော့တယ်ဒေးဗစ်ကဆမ်မာကိုကြည့်ပြီးရင်ထဲကရှိတဲ့အတိုင်းအခုလိုပဲပြောလိုက်ပါတော့တယ်မင်းကိုတွေ့ရတာငါဘဝမှာအကောင်းဆုံးပါပဲ